ကဲမိတ်ဆွေများအားလုံးပဲနော်မိတ်ဆွေများအားလုံးပဲနော်အထူးသတင်းကောင်းပါတယ်အထူးသတင်းကောင်းပါတယ်အထူးသတင်းကောင်းပါတယ်ဘာလဲဆိုတော့ကျွန်တော်ဒီနေ့9လပိုင်း21ရက်နေ့ဒီနေ့အင်္ဂါနေ့မှာကျွန်တော်စီမှာအင်္ဂါနေ့မနက်ညတရက်စာတော့ကိုအဖွဲလာဝင်လို့ရပြီကြံရှိချိန်စာအထူးလျှော်သေးဗျာအထူးလျှော်သေးဒီနေ့ကျွန်တော်တို့မနက်ညတရက်စာတော့ကိုကျွန်တော်စီမှာမိသားစုအဖွဲ့ဝင်မယ်ဆိုရင်ကျွန်တော်စီမှာဒီနေ့တရက်စာအဖွဲ့ဝင်ကြီး18000ဖြစ်ပါတယ်တူပေမဲ့ကျွန်တော်တို့စီမှာကြံရှိချိန်စာကိုအထူးအခွင့်အရေးရှိပါတယ်အဲ့ဒါကျွန်တော်နောက်မှထပ်ပြောပါမယ်နော်ဒီတရက်တစ်ကြိမ်ကျွန်တော်တို့အမခံတယ်တရက်စာယူပြီးတော့တရက်တစ်ကြိမ်မပေါက်ဘူးဆိုရင်ကျွန်တော်တို့စီမှာအဖွဲ့ဝင်ထားတဲ့ငွေ18000ကိုကျွန်တော်တို့6ဆပြန်ရောပေးသားမှာဖြစ်ပါတယ်ဒါအပြီးထပ်ပြောချင်တာကကြံရှိချိန်စာအပေးယူမယ်ဆိုရင်ကြံရှိချိန်စာကိုအထူးလျှော်သေးကြံရှိချိန်စာအထူးလျှော်သေးကလူ9ယောက်ပဲရောင်းချပေးမှာဖြစ်ပါတယ်9ယောက်ပြည့်သွားရင်တော့အထူးလျှော်သေးမရတော့ပါဘူးကြံရှိချိန်စာကိုအထူးလျှော်သေး3800ကျပ်နဲ့9ယောက်တိတိရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်စီမှာဒီနေ့တော့တရက်တစ်ကြိမ်ကျွန်တော်စီမှာအဲ့ဒီမှာတရက်တစ်ကြိမ်အတွက်ကိုအဖွဲ့ဝင်တွေကတော့ကျွန်တော်အယောက်20ခေါ်ပါမယ်အဲ့ဒီတရက်တစ်ကြိမ်အယောက်20ပြီးသွားရင်တော့အယောက်နားပါပြီထပ်ပြီးပြောချင်တာကကြံရှိချိန်စာ USB များကို3500ကျပ်နဲ့ရောင်းချပေးတော့မှာဖြစ်ပါတယ်ကြံရှိချိန်မှာကျွန်တော်တို့ဒီ9ချိန်အာမခံပါတယ်ရှိချိန်မှာ9ချိန်မပေါက်ဘူးဆိုရင်ကျွန်တော်တို့စီမှာဟုတ်ဝင်ထားတဲ့ငွေ3800ကျပ်ကိုကျွန်တော်တို့6ဆပြန်ရောပေးတော့မှာဖြစ်ပါတယ်အဲ့တော့မေ့ချီလို့အနေနဲ့ကြံရှိချိန်စာယူမယ်ဆိုရင်3500အရန်3800အရန်တန်တယ်နော်ကျွန်တော်တို့စီမှာတရက်ဒီချိန်အာမခံတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ share main တွေပဲတီးထုတ်ခြင်းနေဆိုရင်ကျွန်တော်စီမှာအဖွဲ့လာဝင်လို့ရပြီဆိုတော့ကြောင်းသတင်းကောင်းပါခြင်းပါတယ်စိတ်ဝင်စားတော့အဖွဲ့ဝင်ခြင်းနေဆိုရင်ကျွန်တော် Viber နံပါတ် Viber 3999514000 Viber နံပါတ်တစ်မျိုးလေးကနေဆက်သွယ်ပြီးတော့အဖွဲ့ဝင်ခြင်းပါတယ်ဆိုစလာဖို့ပါ KP ဝေးပိနံပါတ်ကိုလာပြီးတောင်းပါထပ်ပြောရမယ်ကျွန်တော်စီမှာဒီနေ့မနေ့ညเนาะမနေ့ညတရက်စာတော့ကိုအဖွဲ့ဝင်ကြီး18000ပါအဲ့ဒါကျွန်တော်အယောက်20ခေါ်ပေးပါမယ်အထူးလျှော်စီကြံရှိချိန်စာအပေးယူမယ်ဆိုရင်3800ကျပ်ဖြစ်ပါတယ်ခင်ဗျာကြံရှိချိန်မှာကျွန်တော်တို့9ချိန်အာမခံပါတယ်ကဲအဲ့ဒီတော့တရက်ချင်းစီပဲယူကျင်တာလားရှိချိန်စာအပေးယူကျင်တာလားစိတ်ဝင်စားရမေးစီများအခုပဲလာခဲ့ပါဒီနေ့ပေါ့မယ်နော်ဒီနေ့ပေါ့မယ်နော်အာမခံတယ်တရားခိုင်တော့